တို့ဒါလေးကိုဒီလိုတုတ်မယ်သူကတစ်မျိုးရှိသေးတယ်ကျွန်တော်တို့တုတ်တဲ့ပိုက်တယ်ရမ်းစားကောင်းတယ်ဒီလိုမျိုးငါပူပဲအဲ့ဝိုင်းပူစားကောင်းရန်ကောင်းမိုင်ဆက်ကြပါအောင်ကြောကိုလုံးကိုကောအဲ့လိုဘယ်မှာကျွန်တော်ဒီနေ့စမ်းခရလောက်ပြမယ်ပဲเนาะအခုကြောက်က8လုံးထည့်ထားတယ်သူကကြောက်အနှစ်ပဲယူတာအကာမယူဘူးเนาะကျွန်တော်တို့ဒါကမြန်မာလို့ဆိုရင်စံမွေးရွက်ကိုကြိတ်ထားတယ်ရေနဲ့ကြိတ်ထားသူက800ရှင်ခွက်ရှိတယ်800ထည့်ရတယ်ဒါကနွားနို့900ထည့်ရတယ်ဒါကနွားနို့900ထည့်ရတယ်နွားနို့900ထည့်ရတယ်ဒါကကြတော့အုံနို့လည်း900ပဲထည့်ရတယ်နော်အုံနို့ပဲ900ထည့်ရတယ်ဒါကတကြားကြတော့လေ300ပဲထည့်ရတယ်ကျွန်တော်တကြား300ထည့်တယ်ကီလိုနဲ့နော်300ထည့်ရတယ်အဲ့ကီလိုလေးနဲ့300ဒါကပက်ကဖောက်ရှမ်းလို့ခေါ်တယ်ပမာလို့တော့မခေါ်တတ်ဘူးသူကကြတော့မီးဖွင့်လိုက်ပြီမီးအဲ့လောက်အများကြီးမလို့နော်သူကမီးအေးလေးနဲ့တိတ်လည်းမအေးနဲ့သူကမီးအေးလုံးပြန်လဲအရေးကျဲတော့ဖြစ်သွားမီးပြလွန်အားကျင်လဲအရေးဘယ်လိုပြောရမလဲမဖြစ်တော့ဘူးဗျာပြတ်သွားတယ်ပေါ့စမ်းခရပြတ်သွားတဲ့ပုံစံရှိတယ်သူမီးလေးပုံမှန်လေးနဲ့မှကျွန်တော်ဒါရတဲ့အနေထားလောက်ဖြစ်သွားပြီဒါကျွန်တော်တို့ရတော့မယ်မုတ်ကျွဲသွဲလို့ဆွဲကြည့်တယ်ကိုလိုချင်တဲ့ကိုမျက်မှန်အနေထားပေါ့ကိုလိုချင်တဲ့လောက်ဆိုရင်ကြဲစားကြည့်ကြဲဆိုရင်စားလို့ရပြီပြစ်စားကြည့်ရင်တော့ပြစ်လေးခဏလောက်စောက်ပြီးတော့လူကတော့ရက်လို့မရအောင်နော်အဲ့ဒီပြစ်သွားတဲ့အခါမှာရက်တာနဲ့တိုးသွားမှာတိုးရင်ကောင်းစားလို့မကောင်းတော့တိုးနိုင်ထောက်အောင်ရက်လို့မရဘူးဒါဆိုကျွန်တော်ဆိုရတော့မယ်ရပြီပေါ့ဗျာဒါဆိုရင်တော့ရပြီပေါ့